ကျွန်တော်တို့ကိုဖျားတဲ့ခင်ကသူ့ရဲ့တရားလမ်းထဲမှာနားထောင်ပြီးမှလိုက်လျှော့ဖို့အတွက်ဖျားတဲ့ခင်ကကျွန်တော်တို့ကိုတောင်းဆိုတဲ့အရာရှိတယ်ဒါကြောင့်နားထောင်ပြီးမှလိုက်မလုပ်တဲ့အတ္တကယုံကြည်သူဖျားသားရဲ့အတ္တမှာရှိတိုက်တဲ့အရာမဟုတ်ပါဘူးဒါကြောင့်အမေရိကန်ခရစ်ယာန်နဲ့ကျွန်တော်နားထောင်တယ်လေသူတို့ကနားထောင်လာခြင်းသူတို့ရဲ့ဝါသနာကိုသူတို့ရဲ့အလုပ်ကိုနားထောင်ရတဲ့အလုပ်နားထောင်ပြီးမှလိုက်မလုပ်တဲ့အလုပ်ကျွန်တော်ဖျားသားဆိုတော့ကနားထောင်ပြီးမှလိုက်လုပ်ရတယ်အမေရိကန်ခရစ်ယာန်နဲ့ဖျားသားဘာကွာလဲဆိုတော့နားထောင်တာတော့အတူတူပဲဒါပေမဲ့လှုပ်ခြင်းပုံမှာကွာတယ်ဖျားသားကနားထောင်တဲ့အတိုင်းလိုက်လျှောက်တယ်အမေရိကန်ခရစ်ယာန်နဲ့နားထောင်တဲ့အတိုင်းမလိုက်လျှောက်ဘူးဒါကြောင့်အမေရိကန်ခရစ်ယာန်နဲ့ဖျားသားဆိုတာကွာခြားတဲ့ဇယိတ်လက္ခဏာတွေပို့ပို့တင်ရှားမြင်နေရတာပဲလေဒါကြောင့်နားထောင်ပြီးမှလိုက်မလုပ်တဲ့အတ္တကလည်းဘာမှထူးမခြားတာပဲတိတာတစ်ခုပဲပို့လာတယ်နားထောင်ပြီးမှလိုက်လျှောက်တဲ့အတ္တကြတာပဲတိတာနဲ့မဟုတ်တော့သူအတွေ့အကြုံကဖျားတဲ့ခင်ရှိမှကျွန်တော်တို့ကရင့်ကျက်လာလေလေကောင်းကြီးကရလာလေဖျားတဲ့ခင်ရှိမှကျွန်တော်တို့ရင့်ကျက်လာလေစိတ်ချမှုကပိုပြီးရလာလေဖျားတဲ့ခင်ရှိမှကျွန်တော်တို့ရင့်ကျက်လာလေလေနောက်လာမယ့်အနာဂတ်အတွက်ကျွန်တော်တို့ကစိတ်ချမှုယုံကြည်မှုအပြည့်ရှိနေတဲ့အတ္တကိုနားထောင်လိုက်လျှောက်ခြင်းထဲမှာရနိုင်တာဖြစ်တယ်နားထောင်ပြီးလိုက်မလျှောက်တဲ့အတ္တကြတော့လေနားထောင်တဲ့ကိုယ်ကိုယ်တိုင်ကြိုးစားရမယ်အဲ့လိုပဲကျွန်တော်အမေရိကန်ခရစ်ယာန်တွေလည်းမယုံကြည်တဲ့တခြားတပါနေတူပဲသူတို့လည်းနားထောင်တာတစ်ခုပဲကွာတယ်ကျန်တဲ့အရာအားလုံးကကိုယ်ကိုယ်တိုင်လုပ်ရမယ်အေဒင်ဥယျာဉ်ထဲမှာလူယောက်ျားနဲ့လူမိန်းမအာဒံနဲ့ဧဝကိုစာရန်ကမွေအားဖြစ်လာပြီးမြူဆွေဖြားယောင်းတိမ့်သွင်းလာတဲ့အချိန်မှာအပစ်သေးကြောက်ရောက်သွားတဲ့အချိန်မှာဘုရားသခင်ကသူတို့ကိုတန်ပေးတဲ့အရာတစ်ခုရှိတယ်အဲ့ဒါလူတိုင်းသိကြပါတယ်ယောက်ျားကိုအာဒံကိုကြတော့နဖူးကချွေဟိုးခြေထောက်ထိခြေမထိနော်ခြေပိုးထိကြအောင်လောက်ကင်စားတော့ရမယ်မိန်းမဖြစ်တဲ့ဧဝကိုကြတော့ပြင်းစွာတော့ဝေဒနာကိုခံပြီးမှသားဖွာရမယ်မွေကိုကြတော့ဝမ်းပိုက်ဖြစ်သွားနေရမယ်မြေမုံကိုပဲစားရမယ်ကြောင့်မွေဆိုတော့ဒီနေရာဘာကိုပုံဆောင်တယ်ကိုအခုမြင်နေရတရိတ်ဆန်မွေကိုပြောချင်တာပေါ့စာရန်အတုံးပြုတ်ခြင်းအဖြစ်မွေကိုအတုံးပြုတ်တာစာရန်ဆိုတာကနီးစာရန်ဆိုတာကနာဝိညာဉ်ဖြစ်တဲ့ကြောင့်သူခန္ဓာကိုယ်တစ်ခုခုမှာဝင်ပြီးမှအသုံးပြုရတယ်ဒါပေမဲ့မွေဆိုးလို့ပြောတဲ့အချိန်မှာအခုကျွန်တော်မြင်နေရတဲ့တရိတ်ဆန်မွေကိုပဲပြောတာမဟုတ်စာရန်ကိုမွေဆိုးလို့ပြောတာကြောင့်ရှေးမွေဟောင်းနဂါကြီးရှေးမွေဟောင်းလို့ပြောတာဖြစ်တယ်ဒါကြောင့်တချို့ကမွေလို့ပြောတိုင်းဒီအကောင်ကျွန်တော်တို့ဒီတရိတ်ဆန်ပေါ့နော်အဲ့ဒါကိုပဲမြင်တယ်ဒါပေမဲ့ဖျားတဲ့ခင်ပြောချင်တယ်မွေဆိုတာကစာရန်ကိုပြောချင်ဖြစ်တယ်ဒါကြောင့်နောင်လာမဲ့အချိန်မှာမိမမျိုးနဲ့တင့်ကိုရံပက်ဖြစ်စေမယ်မွေကိုချိန်နေတာတင်ဟာအဲ့မိမမျိုးဖနောက်ကိုပေါက်မယ်ပဲအဲ့တင့်ကောင်းကိုလည်းအဲ့မိမမျိုးကနေဆင်းသက်လာတဲ့လူကတင့်ကောင်းကိုကြိတ်လိုက်မယ်လို့ပြောတယ်ဒီကပ္ပဦးကျောင်းမှာဖတ်ကြည့်အဲ့တော့ဘာပြောရလဲဆိုတော့စာဒန်ဆိုတာကကျွန်တော်တို့ကအခုချိန်ထိနီးပရိယေမျိုးစုံနဲ့မျိုးဆွေဖြားယောင်းတိမ့်သွင်းလေစားနိုင်တာဖြစ်တယ်ဒီကြောင့်ကေတင်ချင်းရရုံနဲ့ကျွန်တော်ကလည်းကျမကလည်းစာဒန်လုံးဝမနိုင်တော့မထင်နဲ့ကေတင်ချင်းရတယ်ဆိုတာကမွေးကင်းစားပဲဘာမှအလုပ်လုပ်မရတယ်အဲ့လိုမျိုးလူတွေကိုစာဒန်ကမျိုးဆွေဖြားယောင်းတိမ့်သွင်းဘာမှခေးရင်တာမဟုတ်ဒါပေမဲ့သူ့ဝိညာဉ်ကျတော့မပိုင်တော့ဒါပေမဲ့လူလောကမှာနေထိုင်တဲ့အချိန်မှာမအောင်မြင်အောင်အမျိုးမျိုးနော်ဘုံတော်ရှုံချအောင်ယုံကြည်သူအသက်တာမှာအောင်မြင်ကြီးပွားခြင်းမရှိအောင်စာရန်ကနီးမျိုးစုံနဲ့တင့်ကိုမျိုးဆွေဖျားရောက်နိုင်တယ်ဒါပေမဲ့တင့်ဝိညာဉ်ကတော့ तू မပိုင်တော့ဒါပေမဲ့တင့်ကိုမျိုးဆွေဖျားရောက်နိုင်တယ်ဒါကြောင့်စာရန်ဆိုတာကလည်းယေရှုခရစ်တော်အသေးခံတဲ့အချိန်မှာကားတိုင်းအားဖြင့်စာရန်ရဲ့ခေါင်းကိုညက်ချေအောင်ထုပြပြီးသွားပြီဒါပေမဲ့အမိကလုံနေတယ်အဲ့တဘောတဘာကယုံကြည်သူကတတိဝရိယနဲ့နေရမယ်တမာတတိနဲ့နေရမယ်ဒါကြောင့်စာရန်ဟာဟုတ်တော့ချင်းသေးကြတော့အပေတူကိုမျိုးရမလဲဆိုတော့အချိန်ပြေးလေးချောင်းမြောင်းနေတယ်။ကြောင့်ဒီနေ့ကျွန်တော်ကတမာတိရှိနေရမယ်။တမာတိရှိမနေဘူးဆိုရင်ဒီနေ့ကျွန်တော်ကအခုမှကေတင်ချင်းရတဲ့လူကလေးပေါက်စနှုတ်ဆုတငယ်ပဲဖြစ်နေသေးတယ်ဆိုရင်တမာတိမရှိဘူးဆိုရင်စာရန်ကတင့်ကိုမျိုးဆွေဖြားယောင်းဖို့ဘာမှခေရင်တာမဟုတ်ဘူး။ဒါကြောင့်တင်းကလည်းစာရန်ရဲ့အငွေ့အသက်စာရန်ရဲ့မိုင်းစာရန်ရဲ့အစိတ်ကိုတင်းကရှောင်နိုင်ရမယ်။အဲဆိုကိုပညာအစွမ်းစားနဲ့မရှောင်နိုင်ဘူးဝိညာဉ်တော်ရဲ့ဖွေးမှခြင်းတမာတရားကိုဆံငတ်ခြင်းအဖြစ်သင်္ကားတယ်ဒါကစာရန်ရဲ့စာရန်နီးပရိယာဒါစာရန်ရဲ့လောင်ရိပ်ထဲမှာဝင်နေတာဒါစာရန်ရဲ့နီးဗျူဟာထဲမှာကျွန်မရောက်နေတာကျွန်တော်ရောက်နေဆိုတော့သင်သိရမယ်ကျွန်တော်အခုလူသားတွေမှာကြည့်ပါလားကလေးကလေ၄၅6လကလေးရတယ်သူ့အမေဘယ်သူဆိုသူသိတယ်ကိုသိရင်ကသိတယ်
သူ့အမေရဲ့ကိုသိရင်သူဆွဲတယ်ဒါကြောင့်အဲ့ဒါအားလုံးကလူလောကရမှာဖြစ်နေတဲ့အရာအားလုံးဟာဖျားသခင်ရဲ့ကျွန်တော်တို့တော်ဆက်မှုကြားထဲမှာကျွန်တော်တို့ကိုတင် ကြားပေးတဲ့နီလာမျိုးစုံရှိတယ်ဒါကြောင့်ကလေးက5 6လရေစကားပြောတာဒါမှမိခင်ဆိုတာသူသိတယ်ကိုသိရင်ကသူသိတယ်မျက်နှာကိုမမြင်ရတော့လည်းမိခင်ရဲ့ကြောပေါ်မှာကြောပေါ်မှာသူကနေလာခဲ့တဲ့အချိန်ကအများများတယ်မိခင်ရဲ့ချွေးနှံ့တွေနော်ကိုသိရင်သူကဆွဲနေတယ်ဒါကြောင့်ကျွန်တော်တို့ကဖျားသခင်ရဲ့ကိုသိရင်ကဘာလဲဆိုကျွန်တော်တို့ဆွဲတင်တယ်ကျွန်တော်သိရမယ်ဖျားသခင်ရဲ့ကိုသိရင်ကလွင်ကျန်တဲ့အရာအစာတန်ရဲ့ကိုသိရင်ပဲဒါကြောင့်လူတို့များများကစာတန်ရဲ့ကိုသိရင်မှာသူတို့ရဲ့လောင်းရည်အောင်သူတို့မျိုးဆွဲခြင်းသူတို့ရဲ့အစိတ်မိုင်းထဲမှာကျွန်တော်မိနေတတ်တယ်ဒါကြောင့်ယုံကြည်သူတင်ဟာဖျားသခင်ရဲ့သားသမီးမှန်နေဆိုရင်ဖျားသခင်ရဲ့ကိုသိရင်တည်ဟူသောနှုတ်ကတော်ရဲ့အဝန်းအဝိုင်းထဲမှာစောက်ဝိုင်းထဲမှာပဲနေတဲ့တယ်အဲ့ဒီအဝန်းအဝိုင်းရဲ့ဟိုဘက်တိုးချံရဲ့ဟိုဘက်မှာအမြေခွေးပဲရှိတယ်ကျွန်တော်တိုးချံဝင်းအတွင်းမှာနေဖို့ရအတွက်တင့်ကိုဖျားလိုက်ရွေးကောက်ထားတာဖြစ်တယ်။အဲ့တိုးချံဝင်းရဲ့အပြင်ဟိုဘက်မှာကျွန်တော်မြေခွေးရှိတယ်ကျွန်တော်တင်ကစာရန်ရဲ့အရေးအယောင်ကိုအစိတ်အတော့ကိုရှောင်ရှားပြီးဖျားလိုက်ရဲ့ကိုသိရင်ဖြစ်တဲ့နှုတ်ပတ်တော်တမန်တရားထဲမှာအဝန်းအဝိုင်းထဲမှာအမြဲတမ်းနေအောင်တမန်တရားကိုလေ့လာစီးပူးမှာကြံ့ပတ်ပါခံယူပါနှလုံးသွင်းပါဆင်ခြင်ပါစရုပ်ပြန်ပါလို့ပြောချင်တယ်အားလုံးဖျားလိုက်ကောင်းချီးပါစေ။